အားလုံးမင်္ဂလာပါဆရာတို့ရှက်အင်ကြီးပတ်တန်လေးတွေဆွဲကြမယ်မနေ့ကကျွန်တော်တို့ခန္ဓာကိုယ်ရှက်အင်ကြီးတိုင်းထွာနေလေးတွေကိုတိုင်းမုံတိုင်းနေလေးတွေကိုအယုံနဲ့တိုင်းပြပြီးပြီနော်အဲ့ဒီကနေရတဲ့အဖြစ်လေးတို့ဆရာတို့ကပတ်တန်ဆွဲတော့မယ်ဆွဲတဲ့ခါကျရင်ဘာလုပ်မလဲကိုဆွဲတဲ့ပတ်တန်မှာကျွန်တော်တို့စက်ကူမှာဘောင်ခတ်မြင်းဆွဲပါမယ်ဘောင်ခတ်မြင်းဆွဲတဲ့ခါမှာကိုယ့်ရဲ့ညာဘက်ချမ်းဒီအပေါ်ခေါင်းပိုင်းဖြစ်မယ်ဘယ်ဘက်ချမ်းဒီအောက်ခါပိုင်းဖြစ်မယ်နော်အဲ့တော့ကျွန်တော်ဒီမှာဘယ်လောက်ဆွဲမှာလဲဒီဘက်မှာကျွန်တော်2လက်မဆိုတဲ့ဘောင်ခတ်မြင်းတစ်မြင်းဆွဲမယ်ဒီပေါ်မှာလဲ2လက်မဘောင်ခတ်မြင်းတစ်မြင်းဆွဲမယ်နော်ဟုတ်ပြီဒါဆိုရင်အပေါ်ပိုင်းဒါ number 1မြင်းနော်ဒါဆိုရင်ကျွန်တော်ကဒီကနေဒီအောက်ကိုဘယ်လောက်ထားမှာလဲအရှည်က20ခွန်ရှိတယ်နော်ဒီကနေအရှည်20ခွန်မှတ်ပြီးတော့ကျွန်တော်တို့ကဘာလို့ဒီမှာတမတ်မှတ်ထားမယ်နော်အဲ့လိုမှတ်ထားပြီးရင်ကျွန်တော်တို့ကဒီလိုမျိုး4000ကြီးဖြစ်သွားဖို့အတွက်ကိုရင်ဘက်ပတ်လေကဘယ်လောက်ရှိရလဲတဲ့ရင်ကယောက်ျားလေးတယောက်ရဲ့ကျွန်တော်အခုရထားတဲ့အတိုင်းရဲ့အဖြေကရင်က39ကိုပွားစားဘယ်လောက်ပေါင်းမှလဲ2လက်မသို့မဟုတ်2လက်မ3လက်မ4လက်မ5လက်မမိမိကြိုက်တဲ့ရပေါင်းလို့ရတယ်နော်အဲ့ဒါဟိုမှာဆရာတို့ကဘာလုပ်ပေးရလဲ2လက်မပဲပေါင်းမယ်2လက်မပေါင်းလို့ရှိရင်ဘယ်လောက်ဖြစ်သွားမှလဲ41ကိုဘာနဲ့ပြန်စားမှလဲ2နဲ့စားမယ်2နဲ့စားလို့ရှိရင်ရတဲ့ဖြေကဘယ်လောက်လဲ20ခွဲဒါဆိုကျွန်တော်ကဒီနေ့ရှိတဲ့အကျယ်ဝန်းပမာဏဒီဘယ်လောက်ဖြစ်မှလဲ20ခွဲဖြစ်မယ်နော်ဟုတ်တယ်မလားဒါ20ခွဲဖြစ်မယ်နော်ဒီနေ့အကျယ်ဒီနေ့အရှည်ဒီလောက်ဖြစ်မလဲ29နော်ဒါဆိုရင်ဒီနေ့ဘယ်လောက်ဖြစ်မလဲ29ဒီနေ့က20ခွဲဒါဆိုရင်ဒီမှာလဲ20ခွဲရှိမယ်ဒီမှာလဲ20ခွဲရှိမယ်โอเคဒါဆိုရင်ဒီရဲ့4000ခွက်ကြီးရသွားပြီနော်4000ခွက်ကြီးရသွားရင်ဆရာတို့ကနောက်တစ်ခုမလုပ်ချင်တာလဲဆိုရင်တော့ယောက်ျားလေးတယောက်ရဲ့ဒီရင်ဘက်ပတ်လေဂျိုင်းပေါက်မြင်လူချင်းတဲ့အတွက်ခါကြတော့ကျွန်တော်တို့ကဒီရင်39 40မှာဆိုရင်သူ့ရဲ့အောက်ဂျိုင်းပေါက်ချမဲ့မြင်အနည်းလေးဘယ်လောက်ချပေးရမှာလဲဆို6လက်မချပေးမယ်နော်9လက်မတော့ဒီကနေ6လက်မတစ်ခါချမယ်ဒီဘက်မှာလေ6လက်မတစ်ခါမှတ်မယ်ဒီဘက်မှာလေ6လက်မတစ်ခါမှတ်မယ်နော်ဟုတ်ပြီလားဒါဆိုရင် number 1မြင်းဒါပါမြင်းလေရင်မြင်းနော်ဟုတ်ပြီနော်ဒါကြတော့ပခုံးမြင်းဒါရင်မြင်းโอเคနောက်တစ်ခုလာမယ်နောက်တစ်ခုကကြပါဒီကနေဒီအလေကောင်မှာခါယောက်ျားလေးတယောက်ရဲ့ခါအသိဆုံးနေရောက်လာမယ်ခါအသိဆုံးကဘယ်လောက်ဖြစ်မလဲဆိုကျွန်တော်တိုင်းထားတာအဖြေဒီ16ခွဲရပါတယ်နော်ဒီမှာဘယ်လောက်လဲ16ခွဲနံပါတ်16ခွဲနံပါတ်16ခွဲโอเคအဲ့16ခွဲရတဲ့အဖြေကိုမှကျွန်တော်တို့ကဘာလုပ်မလဲအလေးကိုညင်းဆွဲလိုက်ပြီเนาะကဲအဲ့ဆိုရင်ဒါ number 1မြင်းကပခုံးမြင်း number 2မြင်းကရင်ပက်လေမြင်း number 3မြင်းကဘာလဲခါမြင်း number 4မြင်းကဘာဖြစ်မလဲအောက်တင်မြင်းလို့လည်းခေါ်လို့ရတယ်ခါအရှိဆုံးမြင်းလို့လည်းခေါ်လို့ရမှာเนาะအဲ့ဆိုရင်1 2 3 4เนาะရပြီလားဒါဆိုရင်ဆရာတို့ကအဲ့ရရသွားပြီဆိုရင်နောက်တစ်ခုဘာလုပ်ချင်တာလဲဆိုတော့ရင်ဘက်ပက်လေယူရှေ့နောက်ခွဲချင်တယ်ကျွန်တော်ကရှေ့နောက်ခွဲချင်တဲ့ခါကျတော့ဒီရဲ့အကျယ်ပမာဏဒီ20ခွဲရှိတဲ့အတွက်ကိုကျွန်တော်တို့ကဘာလုပ်ချင်တာလဲဆိုလို့ရှိရင်နောက်ချမ်းဒီငမ်းမှုနှုတ်ပြီးရှေ့ချမ်းဒီငမ်းမှုပေါင်းကျင်တယ်အဲ့တော့ဘာလုပ်ချင်တာလဲတဲ့ဒီမှာ30ထားမယ်ကျွန်တော်တို့ကနောက်ချမ်းကို30ထားမယ်နောက်ချမ်းကို30ထားပါမယ်ဒါလေးကိုကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုတဲ့ခါကျတော့ဒီနေရာလေးကဒီလိုလေးဖြစ်သွားပြီเนาะအဲ့ဒါဘယ်နေရာတွင်အပေါ်ပါလားမပါဘူးเนาะဒီဒုတိယရင်ဘက်လည်းမြင်ရနေမှာခွဲချလိုက်တယ်ဒီအားဒီဘယ်လောက်ရှိရလဲကျွန်တော်တို့ဒီမှာဘယ်လောက်ရှိရလဲ30เนาะဒီအားရှိရ30ဒီအားကျတော့ကျွန်တော်ကဘယ်လောက်လဲ10ခွဲเนาะဟုတ်ပြီလားเนาะ10ခွဲဘာလို့ဒီအား10ခွဲရှိရလားရှေ့ချမ်းဒီတဲ့ကျွန်တော်တို့တွေကရင်အုပ်ကြွက်သားတွေရှိတယ်เนาะပြီးကြလို့ရှိရင်ဘာလို့မလဲဘိုက်တွေရှိတဲ့ခါကျတော့သူ့ကိုပူငယ်မှုပူပြီးမယ်နောက်ကျောဒီဘာမှအသားမရှိတဲ့အတွက်သူ့ကိုနှုတ်ပြီးမယ်ဒါဆိုရင်ကျွန်တော်တို့ကဒါနောက်ချမ်းဒါရှည်ချမ်းအဲ့ဆိုရင်ကျွန်တော်တို့ကဒီကဘာလို့မှတ်မလဲV ပေါ့เนาะဟုတ်ပြီလားဒါဆိုရင်ကျွန်တော်ကဘာလို့မှတ်မလဲ F လို့မှတ်မှာเนาะ V နဲ့ F နဲ့ခွဲသွားပြီเนาะဟုတ်ပြီလားဒါဆိုရင်ကျွန်တော်တို့ကဒီရသွားပြီဆိုရင်ဒီအဆင့်ထိနားလဲပြီလားနားလဲပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘိုင်းလေးခဏရက်ပါမယ်เนาะဒီလေးရက်လိုက်